ဖေးဘောဆိုရင်နော်ဖေးဘောစီဘလို့နေရပလီတာမောင်ကိုဝင်ကျင်းတောင်ရပလီစားမှာအမလေးလက်ကလေးကလှုပ်လိုက်သေးဖေးကိုပလီစားမှာပါတော့အမလေးမအိမ်နဲ့ဆိုလုံးဝမနေတော့ပဲအမလေးဖေးပလီကိုအမလေးပလီအိုးပါတော့မောင်ကွင်းသမီးရကျင်းဖေးပလီဝီစားမှာပါတော့အမလေးဘာလို့တာနေပြီလားဘာလို့တာဘာလို့တာနေပြီอ่ะမကြည့်ပဲဟွာနေမပလီနေလိုက်ပြရနေပြီอ่ะနော်နေမပလီနေလိုက်လို့ခြေထောက်ကလှုပ်သေးလက်ကလှုပ်သေးနေမပလီလိုက်တော့အမနေမပလီလိုက်တော့ဆိုတော့တော့နေပြီနော်ဖေးလုံနာတဲ့ရက်ဆိုရင်တော့မေးမနေနဲ့ပလီတာတဲ့ဟဲ့ကမလေးဟဲ့ဇူဟေတာဖြုတ်နင်းကြက်တတိထားကြက်တတိထားလီကြီးမလဲမအေးဆိုလုံးဝမှာပဲကြက်တတိထားနော်ကြက်တတိထားကြည့်ကိုမကြည့်ကိုမလေမအေးကိုရေးကိုမလောက်တာ